ကြက်မတော်နေနဲ့ပြည်သူလူထုအေဂျင့်စွာနေထိုင်နိုင်တဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အကြမ်းဖက်တောင်းကျမ်းသူများခိတ္တထိန်းချုပ်ထားတဲ့မြို့နယ်ကျေးရွာဒေသထုတို့မှာအကြမ်းဖက်ချေမှုန်းမှုစစ်စင်ရေး Counter Terrorism Operation များကိုဆောင်ရွက်နေရှိရာအကြမ်းဖက်တောင်းကျမ်းသူများယာယီစိုးမိုးထားခဲ့ပလဲမြို့ကိုဧပြီလ25ရက်နေ့မှာကြက်မတော်ကအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်ဖလန်မြို့နယ်တဝက်ကိုအကြမ်းဖက်တောင်းကျသူများယာယီထိန်းချုပ်ထားစဉ်ဒေသခံတိုင်းနာပြည်သူများအနေနဲ့အိုးရင်တိုက်တာစီးစိမ်များကိုစွန့်ခွာတင်းရှောင်ရကြပြီး၎င်းတို့ရဲ့လူခွင့်ဆုံးရှုံးမှုများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးစတဲ့အဖက်သက်မှနှိမ်ကြမှုများတိုက်ပွဲအနေကြရုံများကိုရင်းဆိုင်ကြုံတွေ့ခဲ့ရမှုများကြောင့်တမရောကအဘိဓိုင်တန်လဲထိန်းချုပ်နိုင်ခဲ့တဲ့အတွက်အခုလိုဝမ်းမြောက်စွာကြိုးစိုးလက်ခံကြပြီးယာယီနေဆုံးခွာနေထိုင်ရတဲ့ဒေသရန်တိုင်းနာပြည်သူချို့မှလည်း၎င်းတို့ရဲ့မေရဒေတာများကိုတန်လဲဝေရောက်နေရှိကြကြောင်းသိရှိရပါတယ်တမရစစ်ကြောင်းများအနေနဲ့ဖလန်နဲ့ပတ်ဝန်းကျင်တစ်ဝိုက်ရှိရိုင်းနီးဆုံးခွာဒေသရန်တိုင်းနာတည်သူများအေးချင်းကျော်ရှင်စွာလူမှုစီးပွားဘဝအတွက်ရှားပွေလုတ်ကင်စားတောက်နိုင်နေအစိုးရအုပ်ချုပ်မှုရန်တရားပြန်လည်လဲပတ်နိုင်၎င်းတို့ရဲ့နေရများရှိနေများမှာပြန်လည်နေထိုင်နိုင်တဲ့အကျန်းဖက်တောင်းရလူများယာယီဆိုမှုထားစဉ်ရုပ်မှာရိုင်းဆိုင်စွာအတိတရားကဲမိတ်စွာနဲ့မိရှုထစ်စီခဲ့တဲ့ရုံးဌာနအဆောက်အုံများဒုနေအဆောက်အုံများဘာသာရေး၊ပညာရေး၊ကျန်းမာရေးဆိုင်ရာအဆောက်အအုံများကိုပြန်လည်ပြုပြင်နိုင်နေအကြံဖတ်သမားများရက်စက်ရုံမှစွာလှုပ်ဆောင်ခဲ့တဲ့ရင်းနှီးမိုင်းအနေမှာကင်းရှင်းစေရန်မျိုးရများတွင်မိုင်းရှင်းလေးလုပ်ငန်းများနဲ့လိုအပ်တဲ့တုံးကြိုးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးနေရှိပါတယ်ဒီကနေ့မှာကလန်ဒေတာရန်ပြည်သူတို့ကိုလိုအပ်တဲ့ကိုကြီးထောက်ပံ့မှုများဆောင်ရွက်ပေးသွားနေအစိုးရရဲ့အုပ်ချုပ်မှုရန်ကြဖြစ်တဲ့ရုံးများပြန်လည်ဖွင့်လှစ်နိုင်စာသိမ်းစာများဈေးဟုများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဌာနဆိုင်ရာဖွဲ့စည်းများဟာလိုအပ်တဲ့ကိုကြီးထောက်ပံ့ရေးတည်စီများနဲ့တူဒီကနေ့မနက်ပိုင်းမှာမော်တော်ယာဉ်များနဲ့ကလေးမြို့မှာထောက်ခါခဲ့ကြပြီးနေ့နေ့ပိုင်းမှာဖလန်းမြို့ကိုရောက်ရှိလာကြရာဒေတာရန်တိုင်းနာပြည်သူများကဝမ်းမြောက်စွာကြိုးစားကြပါတယ်ဒေတာရန်တိုင်းနာပြည်သူများအနေနဲ့လည်းတိုက်ပွဲရဲ့ဆိုးကျိုးများကိုကိုယ်တိုင်ကိုယ်ကြကြုံတွေ့ခဲ့ကြရတဲ့အတွက်ငြင်းချမှုကိုသာလိုလားကြောင်း၎င်းတို့ရဲ့ကျမ်းမာရေးဆောင်ရှောက်ခွင့်လူမှုဘဝဖွဲ့မျိုးတို့တက်ရင်းနဲ့ကလေးငယ်များရဲ့ပညာသင်ယူခွင့်တို့ကိုလည်းငခင်မြင့်ရစဉ်ကာလလိုပင်ပုံမှန်ပြန်လည်ပတ်စီရန်ညှို့လင်းကြောင်းအစံဖက်လို့ရများကြောင့်အဖက်ကသာပျက်စီးဆုံးရှုံးခဲ့ရတဲ့ပလန်မျိုးကိုဒီနေ့ထူတိုင်းလုပ်ငန်းများစာရွက်ချိန်များမှာကြမ်တော်နဲ့တူဝါဝင်းကိုကြီးဆောင်ရွက်တော်မှာဖြစ်ကြောင်းသိရှိရပါတယ်ကြာတင်ကျမတို့စစ်ကြောင်းများဟာပလန်မြို့တွင်အကျန်းဖတ်တောင်းရသူများထွက်စီးခဲ့တဲ့စာသိမ်းစာများစေယုံစီကများရှုံးဌာနအဆောက်အုံများဘာဂိုင်းဆိုင်အဆောက်အုံများနဲ့လူနေအိမ်များကိုTNDပင်စလုပ်ငန်းများကိုတက်မော်နဲ့အရရန်ပြည်သူများပူးပေါင်းပြီးအနည်းဆုံးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနဲ့တက်မော်စစ်ကြောင်းများကလည်းပြည်သူများအေဂျင့်စွာနေထိုင်နိုင်တဲ့လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းစဉ်များကိုဆက်လက်တိုးနှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ရည်ရရှိပါရဲ့ရှင်